ပြေရှာရန်တွေ့ကြည့်အင်တာနက်ကနှလုံးသားကိုမေးကြည့်ချစ်ဆိုတာနှလုံးသားချင်းပြီးအချစ်ချင်းဆုံးတော့တဲမှနိချစ်မိမချစ်မိဝေဝမ်းမနေနဲ့သိချင်ရင်လေပြေရှာကြည့်ဖို့ခက်နေလားကွာဒီလောက်မြန်တာဒီမှမရှိအင်တာနက်ကတစ်စင်မေးကြည့်ကွာနှလုံးသားထဲမှာအဖြစ်မှန်ရှိ